ဒီနေ့ညမှာတော့ Central Wall ရဲ့ Central Food Hall မှာညစာစားပါမယ်အရန်စိတ်ဝင်စားဖို့ကောင်းတဲ့အရာတခုစားပြီးတွေ့ပါတယ်ဒီလုံးရွံကိုကျွန်တော်တို့စီမှာဆိုရင်တော့အသီးလိုက်ပဲစားကြတာများပါတယ်ဘန်ကောက်မှာတော့ဖြော်ရည်အဖြစ်နဲ့ရောင်းတာတွေ့ပါတယ်ခန်းဒီဖြော်ရည်လိုမျိုးခန်းဒီအရေးလိုမျိုးအဲ့လိုမျိုးနဲ့တွေ့တယ်ခန်းဒီအသီးရဲ့အရေးအဲ့လိုမျိုးအရန်လည်းမချိုးတင်းတင်းလေးနဲ့ကျွန်တော်တို့စီမှာမရှိတော့ဒီဖြော်ရည်ကိုအခုကြည့်ရင်းနဲ့တော့ပြင်ပြီးတောက်ချင်နေပါတယ် Central Wall ကိုရောက်ရင်မစားမဖြစ်စားမယ်တဲ့မှာ York ကထိတ်ဆုံးမှာပါပါတယ် York ကိုတော့တော်တော်များများသိကြမှာပါဒီမှာဝယ်စားမယ်ဆိုရင်တော့ 10cb ဝယ်စားတဲ့အထိပါပဲအမှန်တကယ်ကတော့ကျွန်တော် matcha ကိုလည်း try ကြည့်ချင်တာပါဒီကိုရေရောက်ချင်းမှာ 10cb ဝယ်လိုက်မိရင်တော့ကောင်းတာပေါ့ကျွန်တော်အခုပြန်ကန်ဒီမှာဝယ်တော့ matcha ကုန်သွားပါပြီဒီဝက်ဥကိုပေါင်းထားရလဲစားလို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်တို့စီကဝက်သားတို့တို့တော့ဘယ်မိမှာလဲအမှန်တကယ်ကတော့ကမာကိုချက်ဥနဲ့ကြော်တာစားကျင်တာပါမှားပြီးတော့ကော်နဲ့ကြော်ထားတဲ့ဟာမှားလိုက်မိပါတယ်ဘာနဲ့ဆင်လဲဆိုတော့လမ်းမတော်ကော့ကြော်အပြော့ကြော်နဲ့ဆင်ပါတယ်ကျွန်တော်ထိုင်းမှာနောက်ထပ်တစ်ခုသတိထားမိတာကပဲပင်ပေါက်ပါသူတို့စီကပဲပင်ပေါက်တွေကဖြူပြီးတော့တုပ်ပါတယ်တုံရမ်းခောက်ဆွဲရတော့ဘာမှပြောစရာမလိုအောင်ထီထီမိမိပူပူနွေးနွေးဆက်ဆက်လေးနဲ့ကောင်းပါတယ်သူ့ရဲ့ဘူးမှာပါတဲ့အညွှန်းတိုင်းမှာပဲအပူပေးပြီးတော့စားရင်ပူပြီးတော့စားကောင်းမှာပါသူ့ရဲ့ attack ကလေယာထက်ထက်လေးနဲ့မမွလေးပေါ့နော်သူကအပြင်ပိုင်းကိုကြတော့ခွက်ဆုံးလုပ်တဲ့ဂျုံသားနဲ့လုပ်ထားတာပါပြီးသွားရင်အလယ်မှာကျတော့ custard ပြပြနှစ်နှစ်လေးပါတယ်အပေါ်ရံမှာကျတော့ vanilla beans လေးပါတယ်ပေါ့နော်အောက်ဆုံးမှာ caramel အနှစ်နဲ့ဆိုတော့တစ်ခုလုံးစားလိုက်တဲ့အချိန်မှာပြီးပြည့်စုံသွားတဲ့ခံစားချက်မျိုးပေါ့မနိုင်ပြောရရင်ဒီနေ့ညစာကိုတော့အရန်ကြီးတော့စိတ်တိုင်းမကြောက်ဘူးပေါ့နော်အားမရပါဘူး